ဝင်ဝင်ကတော့ရှိပါရဲ့လာကုန်ရင်အကျွေးဆက်တာနဲ့တင်လက်ထဲမှာဘာမှမကြံတော့လို့စိတ်ညစ်နေပြီလားဒီလိုအကျွေးတန်နေရတဲ့ကနေအမြန်ဆုံးလွတ်မြောက်နိုင်မဲ့ကဘာကျော်နီလန်းကောင်းနှစ်ခုကိုဒီနေ့ဗီဒီယိုမှာမျှဝေပေးသွားမှာပါပထမနီလန်းကတော့ snowball မသက်ပါကို့မှာရှိတဲ့အကျွေးတွေကပမာဏအနည်းဆုံးအကျွေးကိုအရင်ဆုံးကောအောင်ဆက်ပါကျွေးတစ်ခုကြေသွားတိုင်းမှာငါလုံနိုင်မှာပဲဆိုရယ်စိတ်သက်ခွန်အား motivation ကိုဆက်ချင်းမဲ့ရစေပါတယ်နှင်းလုံးလေးကိုလှိမ့်လိုက်ရင်တဖြည်းဖြည်းကြီးလာသလိုမျိုးအကျွေးအသေးလေးတွေအရင်ရှင်းရင်းနဲ့အကျွေးအကြီးကြီးတွေကိုဆက်ဖို့အားရင်ဖြစ်စေတာပါဒုတိယနည်းလမ်းကတော့ avalanche method ပါအတိုးနှုတ်အများဆုံးရှိတဲ့အကျွေးကိုအရင်ဆုံးကောအောင်ဆက်ပါဒီနည်းလမ်းကတော့ငွေကြီးအရာပိုတွက်ချေခိုက်ပါတယ်အတိုးနှုတ်များတဲ့အကျွေးကိုအမြင်ရှင်းနိုင်နေလေရေရှည်မှာအတိုးပေးရတာနေသွားလေပါပဲကဲအဲ့ဒီတော့ဘယ်နည်းလမ်းကိုရွေးမလဲစိတ်သက်ခွန်အားလုံးကြီးရင် snowball ကိုသုံးပါစံကုန်တတချင်း avalanche ကိုသုံးပါအဓိကကတော့ခုချက်ချင်းစတင်မှုပါပဲเนาะတိုးလုံးကလည်းဘလောက်တောင်စကားပြောလဲဆိုတော့ကိုဥပမာလေးနဲ့ကြည့်ရအောင်နော်သင်ကကျက်10သိန်းအကျွေးရှိတယ်ဆိုပါစို့လစဉ်တူ10ရာခိုင်နှုန်းနဲ့ယူထားရင်တစ်လကိုအတိုးသီးသန့်တင်အသိပေးနေရမှာပါအဲ့ဒီအကျွေးကိုတစ်နှစ်12လဆွဲထားမှုရင်အတိုင်းရှိနေအောင်မဲ့အပြင်တိုးတင်12သိန်းပေးလိုက်ရမှာဖြစ်ပါတယ်အရင်ထက်တောင်ကျော်သွားတာပေါ့နော်ဒါကြောင့် avalanche method ကိုသုံးတဲ့အခါအတိုး10ရာခိုင်နှုန်းရှိတဲ့အကျွေးကိုအရင်ဆက်ပြီးတော့အတိုး2ရာခိုင်နှုန်းမရှိတဲ့အကျွေးကိုနောက်မှဆက်တာကသင်အိတ်ကက်တဲ့ပစံကိုအလကားကုန်မသွားအောင်တားဆီးနိုင်ပါတယ်။မှတ်ထားရမှာကအကျွေးဆက်တဲ့အခါအရင်းကိုပဲဆက်နေရလားအတိုးကိုပဲဆက်နေရလားဆိုတာကိုသိကြခွဲကြပါ။အရင်းကိုမြင်မြင်လျှော့နိုင်ရင်အတိုးနှုန်းတန်နေရကနေမြင်မြင်လွတ်နေပါတယ်။တကယ်ချင်းတို့စီမှာရောဘယ်လိုအကျွေးမျိုးတွေရှိလဲ snowball နဲ့ avalanche ဘယ်နည်းလမ်းကိုပို့ကြရဲဆိုတာကို comment လေးမှာရေးပေးခဲ့ပါအောင်နော်အကျွေးကင်းတဲ့ဘဝကိုတည်ဆောက်ဖို့ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့ညွှန်နေပါတယ်အခုလိုငွေကြေးဆိုင်ရာဗဟုသုတတွေအမြင်ကြည့်ရအောင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်